ွေးပြန်တဲ့မာယာဧကရီကလီယိုပတ်ထရာအလားနှစ်ပြားမလို့တင်စားခေါ်ဝေါ်ကြတဲ့အတိုင်းကျမမှာညှို့အားပြင်းတဲ့အလားတရားတွေအဖြစ်ပြောင်ရောက်တဲ့အမှုပညာစွမ်းရည်တွေလည်းရှိတယ်ဒီဇိုင်နာများလားဆယ်ကျော်တဲ့အရွယ်တွေကနှာသွေးကြွယ်လာတဲ့ကျမကိုဦးမိတာတိုင်းကရှင်မှုကြတာတော့မဆန်းဘူးလေကျမမှာမျိုးရိုးလိုက်လက်ဆင့်ကမ်းလာတဲ့အမှုပညာသွေးကလည်းအပြည့်ရှောင်းလန်းလာတဲ့လမ်းကြောင်းပေါ်မှာမျိုးရှိတာပေါ့တော့တိုင်းတစ်ခုစိုက်ထူလာခဲ့ပြီးပြီအခုတမတ်စင်ကမြန်မာမှာလေကျမရဲ့ဆွဲမှတ်ဖွယ်အတန်းနဲ့အားလုံးရဲ့အာယုံကိုညှို့ယူပိမ့်ပိုက်ပလိုက်မယ်မာရဆူရဆူတော့ချမ်းရင်နေခုံငါမောထွက်တဲ့ဝင်တမ်းများပြင်းတော့မိအိမ်ဟာငိမ့်ငယ်တယ်မင်းတို့တွားလို့တဲ့ကံတက်ကိုရအစုံလွှင့်လို့ရဲ့ပဲပွေတောင်ရပါလို့ဆက်ပြီးငါအိမ်ပြန်ကြီးကြတော့ဒီရတဲ့ငါနဲ့ဆက်လို့ရှိငယ်ငယ်ဟာအကွဲငါရဲ့တိုင်းနဲ့ဟာချုံးနေတော့တဲ့တွေဟာလုံးလုံးတော့ကေခုပဲလို့ပြမလဲကဲခုပဲလို့လုံးလေကဲခုပဲလို့ပြမလဲအလှနဖျားမလေးကလီယိုပတ်ထရာဖြစ်ပါတယ်ကျမရဲ့အလားကုန်ကတိငါစေစုနဲ့တဆုကြတာတန်ပြန်နေတော့မယ်ဟာကျမရဲ့အလားဆယ်စုနှစ်တစ်ခုကြာတော့တင်းပြန်နေတော့ပဲတဲ့ဟုတ်ကဲ့ဆိုတော့ပြေဆုံးရမဘဝကိုတွားအာရီမာတဲ့ညဟချက်ခွေရမယ်ဖရီတာတဲ့ညဟချက်ခွေပညာငါရီမာတဲ့ညဟချက်ခွေရမယ်ဖရီတာတဲ့ညဖန်နေတော့ပူရီတာရဲမှာလေဟိုတောင်းသွားနှခမ်းမွေးဆဆနဲ့အဲ့တယောက်ပါထွန်းအဲ့တယောက်ပါလားမပါဘူးခုတော့မပါသေးခုမပါသေးတော့နောက်တော့ခွဲဖို့ရှိတယ်နောက်တော့ခွဲဖို့ရှိရမင်းခွဲကိုခွဲရအောင်ခွဲအောင်ကွာနော်မင်းခွဲကိုခွဲကီလီယိုဘတ်ကလက်ကလူချင်းချမ်းသာဝင်မရအောင်ငါလည်းသူ့ပင်နာရဲကွာခေါင်းကညောင်းလာညာအလုတ်သဘောရတာသူလှုပ်နေတာအပြင်မှာအနေထားအပြင်မှာနေတာထိုင်တာအိမ်ကြီးကြီးမဲ့ဒီဇိုင်းအိမ်ကြီးမဲ့ဒီဇိုင်းဒါတက်ကြီးရှောက်လုပ်နေတာလောက်ပြမဆိုတော့ miss ထဲရလား no မဟုတ်ပါဘူး Miss Grandma ဖြစ်ချင်တာအော် Miss ခွမ်းမြန်မာဖြစ်ချင်တာဟုတ် Grand ဟုတ်ပါတယ်ဟိုကလေကာဘာဆောင်းနေဆိုဘူးလားလို့ဆိုတာပေါ့ဆိုတာဗောတဲ့ကာဘာဆောင်းဆိုတာဗောတချင်းတွေအကုန်လုံးကိုကုံဆိုတာပဲရေချိုးကန်နေခါလေးလောက်ခါလဲရှောက်သွားရင်ကောင်းလေးတွေကြည့်တယ်group D ကနေပြီးတော့တက်လန်းလာခဲ့တဲ့အစင်ရောအချင်းမှာပြည့်စုံနေဆိုတဲ့အလှနဖျားမလေးကလီယိုပတ်ထရာပဲဖြစ်ပါတယ်ခင်ဗျကလီယိုပတ်ခါကံကောင်းလို့ငါဘာတုံးနေခိုင်းတယ်ဒီမှာတော့တော်လှုပ်တာပဲနော်ဟဲ့လေအိမ်မှာမလှုပ်ရကိုထွန်းဘလို့မြင်လဲတော့ငြိမ်မနေဘူးလေကြာအားကြီးလှုပ်နေလာမယ့်နှစ်မှာထားမယ့်ပုံမပေါ်အခုနှစ်မှာတည်းကထားမယ့်ပုံဖြစ်နေလာမယ့်နှစ်မှာကြီးစားထားမယ်တခွန်းမဲ့ပြတ်မေးချင်တာအိမ်ပိုင်လို့ပိုင်
အားလုံးတော့ပိုင်တယ်တလုံးလုံးပါ လီယိုပတ်ထရာဆက်ချုပ်တက်သွားပြီလား သေးလို့အခုမှကိုပါအင်းလာမထုတ်ပြရသေးဘူးဒီမှာစိတ်တွေနဲ့တွေ့ ဘယ်သူများပြောလဲ နှခမ်းမွေးလေးတော်တော်ရှည်လာပြီလားမတွေ့တဲ့ဆက်ကြမှာ တို့နဲ့အမျိုးရင်း ဟုတ်တယ် ဘလို့တော်တာလဲ ငါသမီးလေးငါမွေးထားတာ ဒီမှာအမျိုးရင်းတယောက်ပါရသားနဲ့မွေမကြောက်ကင်းမကြောက်ဓမ္မစင်ကာကိုလာသေးတယ်လာပြီးတော့နော် ဒီမှာဦးလေးမွေးမကြောက်လို့နှစ်ဖူးပေါ်တော့တင်ထား ဟုတ် မျက်နှာဖုံးလေးချွတ်ပြပေးဖို့အတွက်အဆင်သင့်ဖြစ်ပြီလား ငါဖြစ်ပြီ โอเคဖြစ် သူ ပြီ မချ ဆို စ်ချင် ရင် ဘူးထင်တယ် ကြောတယ်ရပါတယ်ရ နောက်ခဏလေးပါ ဆရာလေးလိုပဲထင်ပါတယ်ဒီသမီးလေးမွေးနေရတဲ့မှာ စိုးပြေတော့စိုးပြေပါပဲဆက်ပြောလိုက်ပါတော့မယ်စိုးပြေသစင်ပဲ အထွတ်ရှာ မိုင်းဆိုးဟေးဒီဘက်လက်ဟေး မတော်ဘူးလို့ Crazy low နာနာလုံးနာလေးကမရှိရခင်ခံစားရခြင်းမလမ်းဟိုလေးတွေတက်တူရှိနေလေရှင်မမလောင်စလေး performance ကတော့ဆိုပြီးဒီ video patra ဆိုတဲ့ပုံစံမျိုးလေးအဲ့လိုအမွေးအသက်ကလေးပါအောင်တော့နည်းနည်းတော့လုပ်ရတယ်ဒီ character နဲ့နည်းနည်းလေးကွဲတဲ့ပုံစံမျိုးလေးတွေစင်ပေါ်မှာလုပ်ပေးရအောင်ပေါ့နော်။ဘာလို့ဆိုတော့ကိုယ်နဲ့ကကိုင်းရိုက်နေတဲ့သူတွေကလည်းအများကြီးရှိရဲ။အဓိကအဆိုးဆုံးကကိုယ်အမပါနေတာပေါ့နော်။ဒီရောက်မှာအမအရင်ဆုံးသိနေတယ်အမကနောက်ဆုံးသိတာဖြစ်နေတာ။မထီကသူကလဲသွားတာ။ဒါတရုပ်ဆောင်ဆိုတာကိုမေ့နေအမ။သူမမတ်မိတာလေးကတော့ဒါအမှတ်တရတော့ဖြစ်တယ်ပေါ့နော်။သူမမတ်မိရတဲ့အတွက်တန်တယ်လို့ခံစားရတယ်။ရှင်မမလောင်စလေးပြမဟန်ဆောင်စေဒီပါရီမချစ်ကယူတာဖြစ်စမနာလေးပြီးဆုံးမရတဲ့ဒူရဲ့ကနေယူချမ်းမီမီအပြင်းမလာခွေဒီချစ်နေရထပ်သွားနိုင်ချင်နေ Teaching